လေးစစ်လောက်ကန်တဲ့ညီကိုတွေဒါတွေကိုသိပြီလားအစောက်ဦးရဲ့ဘယ်နေရာနေပဲဖြစ်ဖြစ်ပန်နေပုံတန်ပန်နေပုံနဲ့ကဘရိတ်ကောက်ချမယ်ပိတ်မယ်မိပိတ်မယ်ဘယ်နေရာဖြစ်ပိတ်မယ်โอเคအဲ့ဒါကိုသိကျင်နေဆိုရင်တော့အဆုံးထိပြီးတော့ကြည့်ပေးဖို့လိုအပ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်တီဗီသက်ဆရာကြီးတော့ကြော်သွားပြီပေါ့နော်ဘယ်လိုခေါ်လဲ MH coin လို့ခေါ်တယ် MCB မှာဆိုရင် MH coin လို့ခေါ်တယ် MCCB မှာဆိုလို့ရှိရင် Shantric coin လို့ခေါ်တယ်โอเคအဲ့ဒါတွေကဘယ်လိုနေရာမှာပါလဲကျွန်တော်ပြမယ်နော်ဒီစိတ်ပေါ့နော်ဒီမှာဒီလိုလေးရှိမယ်ဒီအပေါက်လေးဒါလေးကိုခွာလိုက်ဒီလိုလေးရှိလာလိမ့်မယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီကဘေကတင်ထားတယ်နော်ဒီမှာတင်ထားတယ်နော်အဲ့ Shantric coin လေးကိုဒီမှာဆို MH coin ပေါ့နော် MH coin လို့ကျွန်တော် command ထဲမှာချပေးထားမယ် command ထဲမှာတွားကြည့်ဖို့တောင်းဆိုပါလေတကယ်လို့နောက်ကိစ္စတွေကိုဘယ်လိုဆင်ရမလဲဆိုတာသိရလို့ရှိရင်သိချင်လို့ရှိရင်လည်း yes လို့ command ပေးဖို့နဲ့ like ပေးဖို့လည်းအသေးပေးဖို့လည်းမမေ့သွားပါတော့နော် follow လုပ်ဖို့လည်းမမေ့သွားပါနဲ့ကျွန်တော်ပြန်ပြမယ်ဒီမဲ့တင်လို့ရရနော်တင်မယ် okay ဒီမဲ့ Shantric coin ကိုကျွန်တော်နှိပ်မယ် okay အဲ့ MH coin လေးကိုဒီဘက်ကနေကတ်လိုက်မယ်တခုလို့ရှိရသူ့ရဲ့ brand နဲ့အတိုင်းပဲသူကတ်လို့ရတယ်သူ့ brand အတိုင်းပဲသူကတ်လို့ရတယ်သူ့ brand မတူတော့ကတ်လို့မရဘူးဒီမှာ LG ဆိုလို့ရှိရင် LG brand ကိုဝယ်ရမယ် MH coin လို့ပြောဝယ်ရမယ်ကျွန်တော် comment ထဲမှာချပေးမယ်နော်သူ့ brand ကိုသူ့ MH coin ကိုအဲ့လိုဒီဘက်ကတက်လိုက်ရင်ဒီလိုလေးပြုတ်ကြတယ်အဲ့မှာ MH coin ကို power ရောက်လာလို့ရှိရင်ဒီ breaker တွေ auto ပြုတ်ကြသွားမယ် MH coin ကို power ကျွေးဖို့အတွက်ကျွန်တော်တို့ကဒီအစောက်ဦးရဲ့နေရာအစုံမှာချထားမယ်ဘာတွေကောက်ွယ်သွားမလဲဘယ်လိုတွေဖြစ်သွားမလဲဆိုလို့ရှိရင်အပန်နေဘုံကြီးဖွင့်ပန်နေဘုံကြီးဖွင့်အောင်ဘရိကာချအောင်အချိန်တွေမလွင်းတော့ဘူးပန်နေဘုံတော့ပြောင်းနေတာတော့ပြောက်တာတွေလည်းအချိန်တွေမလိုအပ်တော့ဘူးသူ့ဘာတော့ပြောက်ပါမပြောက်ခလို့ emergency stroke အပြင်မှာထားရမယ်အစောက်ဦးရဲ့နေ3-4နေရာမှာထားရမယ်တခုဖြစ်ပြီဆိုတော့ emergency stroke နှိပ်လိုက်မယ်လုံးဝပြုတ်ကျသွားစေရမယ်ဒါ LGL ပေါ့ပြောနောက်တစ်ခုကျွန်တော်ရှင်းပြမယ်ဒါချင်းတော်တော်ချင်းတော့ခွာလာပြီချင်းမှလည်းပါရမယ်နော်ဟိုချင်းတင်လိုက်မယ်ဒီ MH coin လို့ဘေးကကတ်ထားမလားကျွန်တော် MH coin တော့မပြထားသေးဘူးเนาะဒီမဲ့ပြမယ်မနော်โอเคဒါချင်းမှပါလဲပုံတယ်ပေါ့နော်နောက်တစ်ခုကျွန်တော်ထပ်ပြမယ်အဲ့ဒါပြီးတော့ဒီကောင် CNS ဆိုလို့ရှိရင်တော့ original ပါပြီလားဒီဘေးမှာဖွင့်တာဘာဖွင့်ကြမှာမလို့ဒီမမြင်မလားမသိဘူးเนาะအဲ့တော့ကျွန်တော်တင်လိုက်မယ်ဒီမဲ့တင်လိုက်ပြီးတော့ဒီကောင်လေးကိုတွန်းလိုက်မယ်မကြည့်ဒီမဲ့ပြန်မယ်နော်โอเคကျွန်တော်ရှင်းလိုက်ပြီးရင်လီဂရန်ပြီးတော့ကျွန်တော် ABB တို့ဒီ CNS brand တို့ကြိုက်တယ်နော်ကျွန်တော်ပြန်ပြမယ်ဒါ original ပါပြီးသားသူ့ကိုသုံးမယ်ဆိုသူတက်ဆိုင်တဲ့ MH coin ကိုသုံးသင့်တယ်နော်ဝေးရှင်းလိုက်တာ 4NB อ่ะเนาะ C4 C drive 4NB อ่ะရှင်းလိုက်တာမှဒီလိုလေးပဲပါတယ်ဒီလိုလေးပဲအကောင်လေးကိုခွာရမယ်ဒီမဲ့ဒါလေးခွာရမယ်ဒါလေးကိုခွာရမယ်เนาะတင်မယ်ကျွန်တော်ပြန်ပြမယ်ဟိအမေအော် MH coin လို့ခေါ်တယ် MCB မှာဆို MH coin လို့ခေါ်တယ် MCCB မှာဆိုလို့ရှိရင် Shantric coin လို့ခေါ်တယ်โอเคဒီလိုအကွေးလေးတွေပေါ့နော်အကွေးလေးလည်းကျွန်တော်ပြောဦးမယ်ဒါဆိုလို့ရှိရင်သူများနိုင်ငံတွေမှာသုံးနေတဲ့ update ပိုက်ကွေးလေးပေါ့မိပိုက်ကွေးလေးတွေပေါ့နော်အားလေးတွေသူများနိုင်ငံမှာသုံးနေတဲ့ထိုင်းအင်ဒိုမလေးအိန္ဒိယအတားသုံးနေကြတယ်ပေါ့နော်ပြီးတော့ဒီလိုနှစ်ပြားခွဲမဲ့အလုံးလေးတွေသူများနိုင်ငံကနီးပညာတွေပါပဲကျွန်တော်သုံးနေတာပါဒီလက်ကင်တော့ကျွန်တော်ကိုယ်တိုင်ထွင်ထားတာပေါ့ဗျာနော်ကျွန်တော်ကိုယ်တိုင်ကျွန်တော်အတွေးခွန်းနဲ့ကျွန်တော်ထွင်ထားတယ်ဟိုဒီနောက်ကြလို့ရှိရင်ဒီလိုနှစ်ပြားတဲ့အလုံးလေးကိုလည်းကျွန်တော် update တင်ပါဦးမယ် update တင်ပြီးတော့ကျွန်တော်တင်ပြပေးမယ်ပြီးရင်နေရန်တွေခွဲတယ်အမုံတွေထွက်တယ်အဲ့အမုံတွေကိုလူရဲ့အစုပ်ကိုထိခိုက်စီးနိုင်တယ်အဲ့အစုပ်ကိုထိခိုက်စီးနိုင်တာကိုလည်းဒီအမုံတွေကိုထိုက်တဲ့တော့ပေပြောက်သွားအောင်ကျွန်တော်လုပ်ဖို့အတွက်စဉ်းစားထားရရှိရဲအဲ့ဒီကြလို့ရှိရင်လည်းခုအားပေးထားတဲ့ဘရိုတွေလက်စစ်ညီကိုတွေအဆင်ပြေမယ်ဆိုလို့ရှိရင်အားပေးဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဖြစ်နိုင်လို့ရှိရင်ဒီ post ကိုလည်းတကယ်ချင်းတွေတည်သွားအောင် share ပေးဖို့မြတ်တာရက်ခံပါတယ်ခင်ဗျ